အယောကောင်းဆောင်ကိုအနိုင်ကျင့်ရတာလွဲလုံးလဲလို့မြင်လိုက်ရတော့စိတ်လုံးရှားနေတဲ့လူကြီးကတန်နီးပါးလေးတဲ့ကြောက်တုံးတုံးထပ်ကောက်ပြီးပစ်ချလိုက်ပါတော့တယ်အဲ့ဒီကြောက်တုံးကရေခဲပင်ပေါ်ပုတ်ဆွဲပြီးရှော့တော်ရုံပဲရှိပေမဲ့အဲ့ဒါကပဲအယောကောင်းဆောင်ကိုအမှန်တရားတစ်ခုကိုသဘောပေါက်သွားစေခဲ့တာပေါ့မိကြီးတစ်ခုလုံးလုံးဝရေခဲဖြစ်နေပြီဆိုတာပေါ့ပြီးတော့လူတိုင်းကြောက်လန့်တကြားကြည့်နေတော့မှအယောကောင်းဆောင်ကဖြည်းဖြည်းချင်းပဲသူ့လက်ပထမဆုံးခြေလမ်းကိုစလန်းလိုက်ပါတော့တဲ့ပြီးတော့လူကြီးစီကိုတီငင်တဲ့ခြေလမ်းနဲ့ရှေ့တိုးလာခဲ့တာပေါ့သူ့လက်ထဲမှာတော့10မီတာနီးပါးရှိတဲ့ကြီးမားတဲ့ဓာကြီးတစ်ချောင်းရှိနေခဲ့ပါတယ်စိန်ခေါ်တဲ့ဒီလူကြီးကတော့ဘယ်လိုပဲဖြစ်ဖြစ်ကြီးမားတဲ့နားကျင်ဖွယ်ရာတန်ဖိုးတစ်ခုပေးဆက်ရတော့မှာပဲလို့လူတိုင်းကတွေးနေကြတော့အယောကောင်းဆောင်ကရေခဲပင်ပေါ်မှာဘာပြဿနာမှမရှိပဲလမ်းလျှောက်နိုင်တာကိုမြင်လိုက်ရတဲ့အခါကြမ်းတဲ့နောက်လိုက်တွေကလည်းတုံဆိုင်မနေတော့ပါဘူးသူတို့လည်းမြန်မြန်ဆန်ဆန်ပဲရှေ့ကိုအပြေးလွှားတိုးဝင်လာကြပါတော့တဲ့ဒီအခြေအနေကလူကြီးကိုကြောက်လန့်တကြားဖြစ်သွားစီတာပေါ့သူတို့ကမြန်မြန်ဆန်ဆန်ပဲလက်နက်တွေကိုထုတ်ပြီးတိုက်ပွဲအတွက်ပြင်ဆင်လိုက်ကြပါတယ်နောက်ထပ်စောင့်နေမယ်ဆိုရင်တော့နောက်ကျလွန်သွားလိမ့်မယ်လေဒီအချိန်မှာလူကြီးကနောင်တတွေတပွေ့တပိုင်းနဲ့ဖြစ်နေပေမဲ့အခုသူလုံနိုင်တာကတော့ရှေ့ကိုပဲတိုးဝင်တိုက်ခိုက်ဖို့ပဲရှိတော့တာပေါ့နောက်ဆုံးတော့အသင်းဖွဲ့စိတ်တန်နဲ့ပူပေါင်းဆောင်ရွက်မှုတွေကြောင့်သူတို့ရန်သူရာပေါင်းများစွာကိုချေမှုန်းနိုင်ခဲ့ကြပါတော့တဲ့သူတို့မတိလိုက်တာကတော့ဒါကအစပဲရှိသေးတယ်ဆိုတာပါပဲတကယ်အဓိကတပ်ဖွဲ့ကြီးကတော့ပတ်ပတ်လဲကနေအရှိန်ဟုန်နဲ့နီးကပ်လာနေပြီလေသူတို့တွေတန်းညာနဲ့ချီရှိပုံရတာပေါ့ဒါကတော့အကြောင်းပဲပြဿနာရှားမိတဲ့အတွက်ပေးဆက်ရတဲ့တန်ဖိုးတဲ့ပေါ့ဗျာ